6 ရက်ရန်ကုန်တိုင်းဒေသကြီးမြောက်တကုံမြို့နယ်ပင်လုံဆေးရုံတွင်ဆင်ရင်ကျင်းပပြုလုပ်အပ်သည်ဆေးရုံမိသားစု၏အထူးတရားပွဲ၌ဟောကြားအပ်သောတတိတံပစေညရှေထားဩဝါဒတရားဒေသနာတော်သစ္စာပြားကသုတ္တန်တစ်ခုမှာဟောထားတယ်တတောဘိက္ခဝေတမ္ပဇာနောကာလံအကင်ခေယလူတိုင်းဟာဘဝခရီးကိုရှောင်လန်းနေကြတဲ့အခါမှာတတိတမ္ပစဉ္ညနဲ့ပဲမိမိတို့ရဲ့အချိန်ကိုညှော်လင်းဆောင်စားရင်အလုံးလုံးနေကြတာတတောတမ္ပဇာနောကာလကင်ခေယနောက်ဆုံးချိန်အဲ့ဒီနောက်ဆုံးချိန်ရောက်သည့်တိုင်အောင်တတိတမ္ပစဉ္ညထားရမယ်တတောအမြဲတမ်းတတိထားရမယ်တမ္ပစဉ္ညတတိထားတဲ့အတိုင်းဆင်ញင်တုံတရားထားရမယ်လို့ဘဝမှာတမ္မာပုဂ္ဂိုလ်တွေပဲဖြစ်စီပေါ့နေ့စဉ်သွားလာလှုပ်ရှားတဲ့နေရာမှာတတိမထားဘူးဆင်ញင်တုံတရားကင်းမဲ့သွားပြီဆိုလို့ရှိရင်မမယွင်းယွင်းနေဖြစ်ပေါ်လာတတ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကမြဲတမ်းတတိရှိဖို့နဲ့မြဲတမ်းဆင်ញင်တုံတရားရှိဖို့အဲ့ဒီနှစ်ခုဟာအရေးကြီးဆုံးအဖြစ်ဖြင့်ဟောကြားတယ်မဟာတတိပရဏသုံးမှာတတိတမ္ပစဉ္ညပပဆိုပြီးတော့နေ့စဉ်လေ့ကျင့်ဖို့တောင်မှပဲမြတ်စွာဘုရားဟောကြားထားရတာဖြစ်တတိဟာအလွန်ရေးကြည့်တယ်ဆိုတတိစခွာဟံဘိက္ခဝေတပ္ပတိကံဝဒာမိတတိဆိုတာဘယ်အချိန်မှာပဲဖြစ်ဖြစ်ပိုသွားတယ်လို့မရှိဘူးအမြဲတမ်းပဲတတိဟာလိုအပ်နေတာမို့အပူမရှိတဲ့တရားလို့ဒီလိုတောင်ဆိုတာအချိန်မရွေးစိတ်ဓာတ်အခြေအနေဘယ်လိုပဲရှိတတိဟာလိုအပ်နေတာပဲအမြဲတမ်းအဲ့ဒီတတိရဲ့ထိန်းကျောင်းမှုလွတ်သွားပြီဆိုလို့ရှိရင်တော့တတိမပါလို့ရှိရင်ပညာဆင်ခြင်မှုဆင်ခြင်တုံတရားဟာလည်းလက်လွတ်သွားတယ်တတိရှိမှဆင်ခြင်တုံတရားဆိုတာဝင်လာနိုင်တယ်ပေါ့ဒါကြောင့်မို့တတိကအမြဲတမ်းကိုလမ်းဖွင့်ပေးထားနိုင်မှတမ္ပစဉ္ညဆိုတာအမှန်ကန်သိတဲ့ဆင်ခြင်တုံတရားနဲ့အလုံးလုံးကြရတာဖြစ်တယ်ပေါ့ခုလိုဆေးရုံဆေးကန်းလုပ်ငန်းဆိုတာဟာတည်တည်ချာချာလေးလာဆန်းစစ်ကြည့်လိုက်မယ်ဆိုရင်စီးပွားရေးတစ်ခုအနေနဲ့လုပ်တယ်လို့ပဲပြောစီးပွားရေးလုပ်ကြတာချင်းတူပေမဲ့လို့ဆေးရုံဆေးကန်းအလုပ်မှာညှို့လင်းချက်တစ်ခုကပါလဲဆိုရင်ဒီဆေးရုံတက်ရောက်ကုသတဲ့ပုဂ္ဂိုလ်တွေယောဂဝေဒနာတွေပျောက်ကင်းပါစေဆိုတဲ့စိတ်ဓာတ်ကတော့မလွဲမသွေရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဆေးရုံရဲ့ဂုဏ်သတင်းဆိုတာဟာယောဂပျောက်ခြင်းသာလင်ဖြစ်တယ်။ဆေးရုံတရုံရဲ့ဂုဏ်သတင်းဒီတက်ရောက်ကုသတဲ့ယောဂဝေဒနာတွေပျောက်ကင်းအောင်ကုနိုင်ခြင်းဟာဆေးရုံရဲ့ဂုဏ်သတင်းပဲ။အဲ့တော့ပျောက်ကင်းစေခြင်းနဲ့ဆန္ဒဟာအလွန်ပြင်းပြတာဖြစ်သောကြောင့်ဆရာဇီဝကကြီးကပညာရက်တွေကိုရွေးချယ်ပြီးတော့ကြည့်တယ်ဘယ်ပညာဟာအကောင်းဆုံးလဲလို့သူစဉ်းစားနိုင်တယ်ဗျစဉ်းစားတဲ့အခါမှာဝိသသိပ္ပံပုပ္ပင်ကမဆေးပညာအတတ်ယောဂဝေဒနာတွေကိုပျောက်ကင်းအောင်ကုသပေးနိုင်တဲ့ဆေးပညာအတတ်ဟာမေတ္တာရှိသွားထားပြီးလုပ်ရတဲ့အလုပ်ဖြစ်သည့်အတွက်ကြောင့်အလိုလျောက်ကုသိုလ်ထဲမှာဘောင်ဝင်နေတဲ့လုပ်ငန်းတစ်ခုဖြစ်လို့ဒီအတတ်ဟာအကောင်းဆုံးပဲလို့ဆိုပြီးသူရွေးချယ်ခဲ့တာဖြစ်ဒီပြင်အတတ်တွေကတော့စဉ်းစားကြည့်လေဒီပြင်အတတ်တွေနဲ့အသက်မွေးတာဟာတချို့အတတ်တွေကအန္တရာယ်ကိုယ့်အတွက်မှာကောင်းကျိုးချမ်းသာပေးနိုင်ဖို့အနေထားသိပ်ပြီးတော့မရှိရအတတ်ပညာတိုင်းဟာအပြစ်မကင်းဘူးပေါ့ဒီအတတ်ပညာအစွမ်းထက်လာလေးဒုက္ခတွေဖြစ်လာလေးဖြစ်တယ်ဆေးပညာအတတ်ဆိုတာတော့ယောဂဝေဒနာရလို့ဒုက္ခဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ကို
ပျောက်ကဲအောင်ကုသပေးတာဆိုတော့အလို့လျောက်မေတ္တာထားပြီးသားဖြစ်လို့ဝိသသိပ္ပံမေတ္တာပုပ္ပံကမစေပညာတတ်မေတ္တာရှေ့သွားထားပြီးတော့လောက်ရတဲ့အတတ်ပညာကရုဏာရှေ့သွားထားပြီးတော့လောက်ရတဲ့အတတ်ပညာဖြစ်လို့ပြမစိုးတရားနဲ့အနီးဆုံးသို့မဟုတ်ပြမစိုးတရားကိုအခြေခံပြီးတော့ဆောင်ရွက်ရတဲ့လုပ်ငန်းဖြစ်လို့အလွန်မွန်မြတ်တယ်လို့ပြောလို့ရအလွန်မွန်မြတ်တယ်စိတ်ဓာတ်အခြေခံအလွန်မွန်မြတ်တဲ့အလုပ်အဲ့ဒီလိုမွန်မြတ်တဲ့အလုပ်ကိုမွန်မြတ်တဲ့စိတ်တွေနဲ့လုပ်ကင်ဆောင်ရွက်ပေးဖို့အမြဲတမ်းတတော်တမ္ပဇာနောတတိနဲ့လုပ်ရမယ်စင်ကြင်တုံတရားနဲ့လုပ်ရမယ်လို့ဒီလိုဆိုတာပေါ့နော်ဒါကစေယုံစေကမှာစေယုံဆိုင်ကတီထောင်ထားပြီးတော့လိုအပ်တဲ့ပစ္စည်းများဆေးဝါးများစားစားရာလိုလေသေးမရှိအောင်တီထောင်ထားလို့တက်ရောက်ကုသတဲ့ပုဂ္ဂိုလ်တွေယောဂဝေဒနာတွေပျောက်ကင်းပါစေဆိုတဲ့မေတ္တာစေရနာအရင်ခံထားတဲ့ဆေးရုံဆေးဝါးပိုင်ရှင်များထားရမယ်စိတ်ဓာတ်ပေါ့နောက်တစ်ခုကတော့ဒီဆေးရုံနဲ့ဆက်ဆက်ပြီးတော့ယောဂဝေဒနာကုတဲ့ပုဂ္ဂိုလ်တွေဟာလေကုသတဲ့ဆရာဝန်ဆရာမတွေအနေနဲ့ကလေတက်ရောက်ကုသတဲ့ယောဂဝေဒနာရှင်တွေယောဂဝေဒနာပျောက်ကင်းပါစေဆိုတာလေသူတို့မှလည်းဒီစိတ်ဓာတ်ရှိတာရှိပြီးတော့ကုတာအဲ့ဒါကြောင့်မလို့ယောဂဝေဒနာတွေပျောက်ပြီးတော့ချမ်းသာသွားတယ်ဆိုလို့ရှိရင်ဝမ်းသာနေကြဝမ်းသာနေကြအဲ့ဒီစိတ်ဓာတ်ကအလွန်ကောင်းမြတ်တဲ့စိတ်ဓာတ်ဖြစ်လို့ယောဂဝေဒနာတွေပျောက်ပါစေဆိုတဲ့ကောင်းမြတ်တဲ့စိတ်ဆန္ဒနဲ့လုပ်ကင်ဆောင်ရွက်တဲ့လုပ်ငန်းတစ်ခုဟာအလွန်မွန်မြတ်တဲ့အဘယဒါနာစီဝိတဒါနာလုပ်ငန်းတစ်ခုပဲဖြစ်တယ်အဲ့ဒီလုပ်ငန်းကနေပြီးတော့ကိုယ့်ကိုချွတ်ချော်ပြီးတော့မသွားအောင်တိမ်ဆောင်မသွားအောင်တတော်တမ္ပစင်တမ္ပဇာနောတတိထားရမယ်စဉ္ညင်တော်တရားအမြဲထားရမယ်လွယ်မသွားအောင်ကိုယ်စိတ်ဆန္ဒတွေထားဖို့လိုအပ်တယ်ဖတ်ရောက်လာလို့ဆေးရုံတက်တဲ့ပုဂ္ဂိုလ်ဆိုတာအလွန်ဆရာဝန်ဆရာမကိုအလွန်အားကိုးတကြီးနဲ့လာတာဖြစ်တယ်အလွန်အားကိုးတကြီးနဲ့လာတဲ့အခါမှာယောဂဝေဒနာရှိတဲ့ပုဂ္ဂိုလ်တွေဝမ်းမနေရအောင်ဆရာဝန်ဆရာမတွေဖြည့်သိမ့်တဲ့စကားဟာဆေးတစ်ခွက်တိုက်တာလို့ပဲအမှန်တမ်းအားရှိသွားတယ်ယောဂဝေဒနာရှင်တွေဟာအားရှိသွားတယ်ဒါကြောင့်မို့လို့မေတ္တာနဲ့ဆက်ဆံခြင်းမေတ္တာနဲ့ပြောဆိုခြင်းမေတ္တာနဲ့ကုသပေးခြင်းဆိုတဲ့လမ်းကြောင်းကနေပြီးတော့တိမ်ဆောင်မသွားအောင်တတော်တမ္ပဇာနောတတိထားပါဆင်ញင်တော်တရားထားပါလို့ဆိုတာအရေးကြီးတယ်ပေါ့နော်ဒါအရေးကြီးဆုံးမြတ်စွာဘုရားဟောလို့တဲ့တရားတွေကအလုံးကိုခြုံငုံပြီးတော့ဟောထားတာစေယုံပိုင်ရှင်ရောစေဝါကုသတဲ့ဆရာဝန်ဆရာမတွေသူနာပြုတွေရောဝန်ထမ်းတွေရောဆိုတာလို့အကုန်လုံးဟာကိုလုပ်တဲ့လုပ်ငန်းကိုတိမ်ဆောင်မသွားအောင်တတိထားဖို့နဲ့ဆင်ញင်တော်တရားအမြဲထားမယ်ဆိုရင်တို့တွေဟာကုသိုလ်လုပ်ငန်းကြီးတစ်ခုကိုလုပ်နေတယ်အလုံးဒီအမျိုးလူမျိုးမရွေးဘာသာမရွေးဆေးရောက်တက်ရောက်ကုသတဲ့ပုဂ္ဂိုလ်တွေကျမ်းမာသွားတာယောဂဝေဒနာပျောက်သွားတာတွေ့ရလို့ရှိရင်တို့တွေဟာပျော်ရွှင်ကြတယ်ဆိုတဲ့ဒီမွန်မြတ်တဲ့စိတ်ဓာတ်တွေနဲ့ကုသပေးကြတာဆိုဒါဟာအလွန်မွန်မြတ်တဲ့လုပ်ငန်းကြီးတစ်ခုပဲကောင်းမှုကုသိုလ်နဲ့ပြောမယ်ဆိုရင်အဘယဒါနဘေးကင်းခြင်းကိုဆိုတဲ့အလှူကိုပေးတာပဲစီဝိတဒါနအသက်အလှူကိုပေးတာပဲအဲ့တော့ဒီလုပ်ငန်းကြီးဟာတကယ်ကိုကုသိုလ်ရတဲ့လုပ်ငန်းအဖြစ်မိမိကတတိတံစင်ညာထားလိုက်မယ်ဆိုလို့ရှိရင်နေ့စဉ်နဲ့အမျှကုသိုလ်တွေဖြစ်နေပါပဲကုသိုလ်ဆိုဒီမှာစိတ်ကောင်းနှလုံးကောင်းကနေပြီးတော့မွေးထုတ်တဲ့အရာတွေကိုဆိုလိုတာအပြစ်ကင်းတဲ့အလုံးမှန်သမျှကုသိုလ်လို့ခေါ်တယ်လှူရတန်းတာသီလကမ္မဋ္ဌာန်းဘာဝနာအာထုတ်တာမှကုသိုလ်မဟုတ်ဘူးမြတ်စွာဘုရားဟောတဲ့ကုသိုလ်ဆိုတာမြင့်မြတ်တဲ့စိတ်ဓာတ်တွေနဲ့လောက်ကင်ဆောင်ရွက်မှုမှန်သမျှတွေဟာအများအကျိုးကောင်းကျိုးဖြစ်ပွားအောင်ဆောင်ရွက်ပေးတဲ့အလုပ်မှန်သမျှကုသိုလ်ပြည့်ကင်းပြီးကောင်းကျိုးချမ်းသာတွေကိုပေးနိုင်တဲ့အလုပ်တွေကြီးပဲဒီလိုရှိတာအဲ့တော့နောက်တစ်ခုကတော့တက်ရောက်ပြီးတော့ယောဂဝေဒနာကိုကုချတဲ့
ဒီခိလနာပုဂ္ဂိုလ်တွေပေါ့ယောဂဝေဒနာရှိနေကြတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီယောဂဝေဒနာရှင်တွေဟာလေယောဂဝေဒနာရှိနေတဲ့ပုဂ္ဂိုလ်တွေဟာဘာလို့ရမလဲဆိုမြတ်စွာဘုရားတတောတမ္ပဇာနောကာလံအကင်ခေယအချိန်တစ်ခုကိုသူတို့ဟာတတိနဲ့တမ္ပဇင်များနဲ့ဆောင်ဆိုင်ရမယ်လို့ဆိုလို့သူတို့အနေနဲ့ဒီတက်ရောက်နေကြတဲ့ခိလနာတွေအနေနဲ့ကတော့ဘယ်လိုနှလုံးသွင်းရမလဲလို့ဆိုလို့ရှိရင်ခန္ဓာကိုယ်ကြီးဆိုတာဘု து ခန္ဓာပဲဖြစ်ဖြစ်ကိုယ်ဆေးကုပေးနေတဲ့ဆရာဝန်ဆရာမတွေခန္ဓာကိုယ်ပဲဖြစ်ဖြစ်လူတိုင်းရဲ့ခန္ဓာကိုယ်ဟာယောဂရှိတာကြီးပဲဆိုတာကိုနှလုံးသွင်းတတ်ဖို့ပဲအလုံးဟာဘာဖြစ်လို့တော့ဆိုမြတ်စွာဘုရားကဟောတာကိုရလာတာကိုကယောဂကိုရလာတာဘဝတစ်ခုရလာတာဟာယောဂကိုရလာတယ်ဆိုတာမြတ်စွာဘုရားအတိလင်းဟောထားတာရှိတယ်ယောဘိက္ခွေရူပတ္တဥပ္ပါဒောဒုက္ခတေသောဥပ္ပါဒောရောဂဏံထိတိစရမရဏတ္တပတုဘာဝောအတိပ္ပယ်ကတော့ရုပ်တရားဖြစ်ပေါ်လာတာဟာဒုက္ခဖြစ်ပေါ်လာခြင်းပဲယောဂဝေဒနာတွေတည်ရှိလာခြင်းပဲအိုခြင်းနာခြင်းဆိုတာတွေဖြစ်ပေါ်လာခြင်းပဲလို့ဒီလိုဟောထားတာအဲ့တော့ကိုရထားတာကိုကယောဂနဲ့ခန္ဓာကိုယ်ရခြင်းတည်ပြီးခန္ဓာကိုယ်ဒီပင်လည်းယောဂကြီးပဲနော်အသက်ဆုံးရှုံးလောက်အောင်ဖြစ်တဲ့ယောဂမဟုတ်လို့လူတွေကယောဂလို့မသတ်မှတ်တာအမှန်ကတော့ခန္ဓာကိုယ်ကြီးတစ်ခုလုံးကယောဂသူကသူဒီတိုင်းနေလည်းပဲတနေ့ကျတော့ပျက်စီးသွားမှာပဲဘယ်ဟာမှတည်မြဲနေမှာတော့မဟုတ်ဘူးအချိန်တန်လို့ရှိရင်ဒီဟာကြီးကပြုဝိပရိနာမဓမ္မသဘောအရာပြိုကွဲပျက်စီးသွားမဲ့သဘောတရားကြီးပဲဒီအဲ့ဒါလို့ဘု து ခန္ဓာကိုယ်ပဲရှိဖြစ်ခန္ဓာကိုယ်ဆိုတာဟာဒီယောဂပဲလို့ဒီလိုသတ်မှတ်ထားတယ်နောက်သုတ်တန်တစ်ခုမှာမြတ်စွာဘုရားဟောတာဝတ္တကံရူပံဝတ္တကံရူပန္တိသမနုပတ္တိခုနကတတိတံစင်ညာထားပြီးတော့နှလုံးသွင်းဆင်ခြင်လိုက်မယ်ဆိုရင်ဟောဒီတို့ရထားတဲ့ယုတ်တရားဟာတကယ်တော့တို့တွေအသက်သေးရတာသူ့လက်ချက်နဲ့အသက်သေးရတာခန္ဓာကိုယ်ကြီးဟာဒီဟောက်ပြန်ပျက်စီးခြင်းအပြင်သူကပဲဖြည့်ဆည်းသွားတာဥပမာမဲ့ယုတ်တရားကဖြည့်ဆည်းသွားရင်ဉာဏ်နဲ့ယုတ်တွေလည်းယုတ်တရားတစ်ခုကဖြည့်ဆည်းဖောက်ပြန်သွားလို့ရှိရင်ဉာဏ်နဲ့ယုတ်တရားလည်းလိုက်ပြီးတော့ဖောက်ပြန်သွားတယ်ယုတ်တရားတွေဖောက်ပြန်သွားရင်နံတရားကလည်းယတ္တိနိုင်စွာမရှိတော့ပြိုကွဲသွားတယ်အဲ့ဒီလိုနဲ့ဘဝတစ်ခုဆုံးသက်တာဘိန်းတော်ဆရာခတ်ဆန္ဒပြောမယ်ဆိုရင်တော့မြတ်စွာဘုရားဟောတဲ့တရားမှာပထဝီဓာတ်ပြတ်သွားရင်အာဘောတေဇောဝါယောတို့ဓာတ်ကြီးလေးပါပြတ်သွားမှာပဲတေဇောဓာတ်ပြတ်သွားရင်လည်းအလုံးပျက်စီးသွားတာပဲဒါကြောင့်မို့လို့ယုတ်တရားသည်သူတတ်သမားလို့မြတ်စွာဘုရားဒီလိုဟောတာဒါကကိုယ့်ကိုယ်ဆင်ញင်သုံးတတ်တတ်ဖို့ပေါ့ဆင်ញင်သုံးတတ်တာဒါအစိုးမြင်ဝါဒမဟုတ်ဘူးလောကလူတွေကထင်ကြတယ်မကောင်းတာတွေမတွေးချင်ဘူးကောင်းတာပဲတွေးချင်တယ်ဆိုတော့မတွေးချင်လို့ရမလားလို့ဆိုမရဘူးတွေးခြင်းအပြင်ဘယ်လိုအကျိုးရှိလဲမတွေးခြင်းအပြင်ဘယ်လိုအကျိုးရှိလဲလောကလူတွေကပုံကွယ်ခြင်းများတယ်အမှန်တရားဆိုမသိချင်ဘူးမသိချင်တော့သိရင်စိတ်ဆင်းရဲတယ်လို့ဒီလိုပြောကြတယ်အမှန်ကသိလာပြီးတဲ့နောက်မှာစိတ်မဆင်းရဲအောင်ဘယ်လိုလုပ်ရမလဲကြိုတင်သိထားခြင်းအပြင်မိမိအဖို့မှာပြင်ဆင်ခြင်းတွေအများကြီးရကောင်းတာတွေလုပ်ဖို့အချိန်တွေအများကြီးရကြိုတင်သိခြင်းဟာအလွန်ကောင်းတယ်လို့ပဲပြောမသိလဲဒီပုံစံသွားမှာပဲသိလဲဒီပုံစံသွားမှာလောကလူတွေကစိတ်ညစ်တာတစ်ခုကိုထပ်ပေါက်ရှာတဲ့အခါမှာမသိခြင်းဆိုတဲ့အမိုက်အမှောင်အောက်ကိုဝင်ရောက်ပြီးတော့ပုံခိုခြင်းရတယ်သို့တော့ဘလောက်အမှောင်နဲ့ပုံနေဒါကြီးကပျက်စီးမှာပဲအဲ့တော့တိတိလေးနဲ့ပျော်ပျော်လေးနဲ့ပျက်စီးတာပို့ပြီးတော့အဆင်ပြေတယ်ပေါ့တိတိလေးနဲ့ကိုယ့်ကိုယ်ကာကွယ်နိုင်ရမှာပေါ့ဒီလိုဆိုလိုတာပေါ့အဲ့တော့မသိတာဟာအမှောင်ပဲတိမှအလင်းရောင်နဲ့ရတာတိပြီးတော့စိတ်မဆင်းရဲအောင်အတွေးတွေကမှန်ကန်တဲ့အတွေးတွေတွေးထပ်ဖို့ပဲလိုအပ်တယ်
အဲ့ဒါကိုမြတ်စွာဘုရားကသင်တာပေါ့တတောတမ္ပဇာနောတတိရှိပါခုနလိုကြွတင်ပြီးတော့ဆင်ញင်စဉ်းစားကြည့်တို့ရဲ့ခန္ဓာကိုယ်ဟာတို့ခန္ဓာကိုယ်ရလာတဲ့ကလေးကိုကယောဂရလာတာဘာမှစိတ်ညစ်เสียမလို့ဘူးခန္ဓာကိုယ်ဆိုတာယောဂကြီးပဲအဲ့ဒီယောဂကြီးဟာတနေ့ကြလို့ရှိရင်သူကပျက်စီးသွားနိုင်တာပဲဘယ်လိုနေနေအချိန်စိတ်ရင်ပျက်စီးသွားမဲ့အရာသာလင်ဖြစ်တယ်လို့ကြွတင်စဉ်းစားထားတာအပြက်တွေအဆိုးတွေကိုကြည်တာကိုလူတွေက pessimism လို့ပြောကြတယ် pessimism ဆိုတာကဒီဘယ်အရာပဲဖြစ်ဖြစ်အဆိုးဘက်ကပဲကြည်တာဒီဟာကအဆိုးဘက်ကြည့်ပဲကြည်တာမဟုတ်ဘူးအဆိုးရှိတယ်ဟုတ်တာပဲနော်optimism ဆိုတဲ့အကောင်းဘက်ကနေကြည့်တဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲအဆိုးနဲ့တွေ့တာပဲအဆိုးဘက်ကကြည့်တဲ့ပုဂ္ဂိုလ်ဟာလည်းအကောင်းနဲ့ပဲတွေ့တာပဲအမှန်ကတော့အဆိုးနဲ့အကောင်းဆိုတာတွဲနေတာတွဲနေတော့ကိုကဘာဖြစ်ရ realism ပေါ့အမှန်သိအောင်လုပ်တာမှန်ကန်တယ်ပေါ့အမှန်သိအောင်လုပ်ခြင်းအဖြစ်ဘယ်ဟာအဆိုးဘယ်ဟာအကောင်းဆိုတာခွဲခြားသိသည့်အတွက်ကြောင့်အဆိုးကိုဖယ်ရှားပြီးတော့အကောင်းကိုရယူနိုင်တဲ့အခွင့်အရေးရှိတာပေါ့အဲ့ဒီလိုမဟုတ်ဘူးဆိုရင်အဆိုးကြီးပဲမြင်နေလို့လည်းမဖြစ်ဘူးအကောင်းကြီးပဲမြင်နေလို့လည်းမဖြစ်ဘူးအဆိုးနဲ့အကောင်းဘယ်ဟာအဆိုးဘယ်ဟာအကောင်းလို့သိပြီးတော့ realism ဆိုတဲ့အမှန်သိတဲ့အမြင်မျိုးနဲ့ထားလိုက်မယ်ဆိုလို့ရှိရင်ကိုယ့်အတွက်တန်ဖိုးရှိတာတွေရတန်တရားဆိုတာဘဝခရီးဟာဒီတိုင်းပဲလျှောက်လန်းနေကြတယ်လူတွေဟာတဖြည်းဖြည်းအသက်အရွယ်ကြီးလာကြတယ်ကြီးလာသည်နဲ့အမျှဆုပ်ယုပ်လာတယ်ယိုယွင်းလာတယ်ဒါကသဘာဝတရားကြီးပဲအဲ့ဒီသဘာဝတရားကြီးဟာကိုမတတ်နိုင်တဲ့သဘာဝတရားကြီးဖြစ်လို့အနတ္တရဲ့သဘောတရားကိုဆင်ញင်စဉ်းစားပေးရဆင်ញင်စဉ်းစားလို့ရှိရင်ဘလို့အကျိုးမြတ်တွေရလို့လဲမကောင်းတဲ့တွေတွေ့ရင်စိတ်ညစ်ရုံပဲမဟုတ်လားလို့ဆိုစိတ်ညစ်တဲ့ရှုထောင့်ကနေကြည့်ရင်တော့စိတ်ညစ်မှာပဲလူတွေကအဲ့တော့စိတ်ချမ်းသာရမယ့်ရှုထောင့်ကနေကြည့်ရအေးဒီအဆိုးတွေကတို့အကောင်းတွေပါထုတ်နိုင်တယ်လေအကောင်းတွေဘယ်လိုရအောင်ယူမလဲအရှုံးတွေကအမြတ်ဆိုတာရှိတယ်အဲ့ဒီအရှုံးတွေကအမြတ်ကိုတို့ရအောင်ယူမယ်တို့တွေမှာအခုရှိနေတာအသိဉာဏ်တွေရှိနေတယ်ဒီယုတ်ခန္ဓာကိုယ်နာမ်ခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးတော့တန်ဖိုးရှိတဲ့အသိဉာဏ်တွေတို့ရအောင်ယူပါဒါတွေကိုယ်တဏ္ဍာမှာတိဆောက်ရမယ်လေ့ကျင့်ရမယ်အဲ့ဒီဟာသာလင်တို့အတွက်အမြတ်ပဲခန္ဓာကိုယ်ကြီးဆိုတာတနေ့အလုံးဟာပြစ်ထားကြရမှာကြီးပဲမဲ့ခန္ဓာကိုယ်အတွက်အချိန်ဖြုံးပြီးတော့ဝမ်းနေမနေဘူးမဟုတ်လေဒီခန္ဓာကိုယ်ကြီးကပြစ်ထားကြရမှာဒီထဲကရနိုင်တဲ့အမြတ်ကိုပဲတို့ရအောင်ယူမယ်အဲ့တော့ရနိုင်တဲ့အမြတ်ဆိုတာဘာလဲလို့ဆိုရင်အတိညာပဲခုနတမ္ပစင်ညာကိုရှေ့တန်းမှန်မှန်ကန်ကန်ဆင်ញင်တွေးတောခြင်းဖြင့်ရရှိလာမဲ့အကျိုးမြတ်အလွန်ကြီးမားတဲ့အကျိုးမြတ်ဖြစ်တယ်ပေါ့ဘလို့ကြီးမားတယ်လဲအကျိုးကျေးဇူးဟာဘလောက်ထိအောင်တန်ဖိုးရှိတယ်လဲလို့ဆိုလို့ရှိရင်မှန်မှန်ကန်ကန်မြင်ခြင်းအဖြစ်လူဟာဘာဖြစ်လဲလို့ဆိုရင်အတွေ့အတာတွေကိုလျှော့ချနိုင်လာတယ်ဆိုတော့ခန္ဓာကိုယ်ထဲမှာကိုဒီဓမ္မအမြင်နဲ့ကြည့်လိုက်တဲ့အခါမှာရုပ်တရားရဲ့နံတရားရဲ့ဒီနှစ်ခုပဲရှိတယ်ရုပ်တရားဆိုတာဒီခုရှိနေရတဲ့ခြုံငုံပြောရင် body ကြီးပေါ့လူရဲ့ရုပ်ခန္ဓာ body ကြီးဟာဒါရုပ်တရားပဲအဲ့ဒါကိုအမိပြုပြီးတော့အသိစိတ်လေးတွေပေါ်နေတာနံတရားခံစားမှုတွေလာတယ်သိတာတွေလာတယ်တွေးတာတွေကြံတာတွေလိုချင်တာတွေမမောတာတွေဒါတွေလာတယ်အဲ့ဒါတွေကနံတရားအဲ့ဒီယုံနာနှစ်ခုဟာသူ့အကြောင်းနဲ့သူ့အတူဖြစ်တာအဲ့ဒီထဲမှာငါလို့ပြောเสียမရှိဘူးငါဟာလို့ပြောเสียမရှိဘူးသို့တော့အလုံးကငါလို့ပဲထင်တယ်ငါဟာလို့ပဲထင်နေကြတယ်ပေါ့ငါမဟုတ်ဘူးငါဟာမဟုတ်ဘူးဆိုတာသေချာလောက်အောင်လေ့လာဆန်းစစ်ပြီးတော့ကြည့်နေဖို့လိုအပ်တယ်အဲ့ဒီလိုကြည့်တာ contemplation လို့ခေါ်တယ် contemplation လုပ်ရမယ်အနုပဒနာအဖန်ပန်အသိဉာဏ်နဲ့ရှုမြင်ပေးရမယ်ငါလို့ပြောရလောက်အောင်ငါပိုင်တာများရှိသလားငါစိတ်တိုင်းကြရောဖြစ်နေတာလားသူ့အကြောင်းနဲ့သူဖြစ်နေတာလားလို့စဉ်းစားကြည့်အောင်အဲ့လိုအလေးနဲ့စဉ်းစားကြည့်တဲ့အခါအပေါ်ယံတွေးရင်ကတော့လူတွေကငါမရှိလို့ဘယ်သူရှိရအောင်မှာတော့ငါဟာမဟုတ်လို့ဘယ်သူဟာဖြစ်ရမှာတော့ဆိုတဲ့အတွေးတွေကတော့မှန်ကန်တဲ့အတွေးတွေမဟုတ်ဘူး
ငါမဟုတ်ဘူးဆိုတဲ့ရှုထောင့်ဒီထဲမှာတစ်ခုစီကိုစစ်ဆေးမေးမြန်းကြည့်လိုက်တဲ့အခါမှာငါလို့ပြောရမယ့်အရာတစ်ခုမှမရှိဘူးဘာလို့လဲဆိုရင်ထာဝရရွေရှားနေတဲ့အရာကြီးတစ်ခုကိုငါလို့ပြောလို့မှမရတာငါလို့ပြောထားလို့လည်းမရဘူးငါဟာလို့လည်းပြောလို့မရဘူးငါလို့သတ်မှတ်လိုက်တာနဲ့ပြောင်းသွားပြီ तू ကနော်ကိုသတ်မှတ်လိုက်တဲ့ငါဆိုတာဟာငါလို့ပြောလိုက်တာနဲ့တပြိုင်နက်နောက်ကတစ်ခုပြောင်းသွားပြီ copy ဖြစ်သွားပြီနောက်ဟာငါဟာလို့ပြောလိုက်တာနဲ့တပြိုင်နက်ရုပ်တရားနံတရားတွေကအသစ်ဖြစ်သွားလို့ copy ဖြစ်သွားအားလုံးဆရာမတွေဆဲလေးတွေဟာပြက်ပြီးတော့နေတယ်အသစ်ဖြစ်နေတယ်ဆိုတာကိုဒါစေပညာအရာသိနေကြတာပဲစိတ်ရဲ့လျင်မြန်မှုတွေဖြစ်ပြီးပြက်နေတာတွေကိုခံမှန်းပြီးတော့ကြည့်ပေါ့အခုဒီနေရာမှာမနေ့ကလာဖို့ကြံစီတဲ့စိတ်ကူးတွေအခုထိုင်နေတဲ့စိတ်တွေဟာအခုထိုင်ပြီးတော့တရားနာနေတဲ့စိတ်တွေဟာစိတ်အသစ်ဖြစ်လာဒီကြားထဲမှာတင်ပဲအဟောင်းတွေပျောက်ပြီးအသစ်တွေရောက်နေတယ်ဆိုတာကိုစဉ်းကျင်စဉ်းစားကြည့်လိုက်ပေါ့ခုနတုန်းကတန်ဃာတွေရွတ်သွားတဲ့ပိဋကတရားသံတွေဟာမရှိတော့ဘူးလေပျောက်သွားပြီဒီလိုပဲအတန်တွေဟာရှေ့ကအတန်တွေပျောက်နောက်ကအတန်တွေရောက်နေတာအရာခတ်သိမ်းဟာအသစ်တွေကြီးပဲလာနေတယ်အဟောင်းတွေဟာတခုမှမရှိတော့ဘူးအဲ့ဒီအဟောင်းတွေပြန်လာတယ်ဆိုတာမရှိဘူးတချို့ကတော့စဉ်းစားကောင်းစဉ်းစားလေးပဲ recorder တွေတွင်းထားလို့ရှိရင်အဟောင်းတွေပြန်လာမှာပါလို့ဒီလိုထင်ကောင်းထင်နေမယ်အဲ့ဒါ copy ပဲအစ်စ်မဟုတ်တော့ဘူးသူကနော်အစ်စ်အနေနဲ့ပြန်မလာတော့ဘူးနောက်ထပ်လာတာတွေကအသစ်တွေကြီးပဲအကုန်ဒုက္ခနာကိုမှလည်းပဲအဟောင်းဆိုတာပြန်မလာဘူးအသစ်တွေကြီးပဲအဲ့တော့ကိုကငါလို့သတ်မှတ်လိုက်တဲ့အချိန်မှာအဲ့ဒီအဟောင်းကပျောက်သွားပြီနောက်ထပ်လာတာကအသစ်ဆိုထပ်ပြီးသတ်မှတ်ရအောင်မယ်ငါလို့အဲ့တော့ငါဆိုတာတွေလည်းမဆုံးတော့ဘူးငါဟာဆိုတာတွေလည်းမဆုံးတော့ဘူးလို့ဒီလိုတွေးတောဆင်ခြင်ကြည့်မယ်ဆိုလို့ရှိရင်ငါဆိုတာလည်းမရှိဘူးငါဟာဆိုတာလည်းမရှိဘူးဒီလိုသိမြင်နိုင်တယ်ပေါ့နော်တချို့ကစောရကတက်တာရှိသေးတယ်အဲ့တော့လောဘဆိုတာမရှိရဘူးပေါ့လောဘမရှိရင်ဘယ်လိုလုပ်ချမ်းသာနိုင်မှာမလို့ခုလိုချမ်းသာကြွယ်ဝအောင်ကလောဘရှိလို့ချမ်းသာကြွယ်ဝအမှန်ကလောဘဆိုတာတွန်းအားတစ်ခုပဲလောဘကြောင့်ချမ်းသာတာမဟုတ်ဘူးချမ်းသာတာကလှုပ်တက်ကြိုက်တတ်တဲ့အသိဉာဏ်ကြောင့်မို့ချမ်းသာတာလောဘကဈာတွေကနေပြီးတော့သူကနေနာမည်ကောင်းဝင်ယူတာအမှန်ကတော့လောဘကြောင့်ချမ်းသာတာမဟုတ်ဘူးနော်ဆန္ဒနဲ့လည်းလောဘနဲ့အလားတူတဲ့ဆန္ဒရှိတယ်လူတွေကထင်ကြတယ်လောဘကြောင့်ချမ်းသာနေတယ်လို့ထင်တာမဟုတ်ဘူးအသိဉာဏ်ကြောင့်ချမ်းသာတာအသိဉာဏ်မရှိဘဲနဲ့လောဘကြီးရှိကြည့်ပါလားလောဘကြီးရှိကြည့်ရင်တကိုးတပြပဲဖြစ်သွားမှာပဲလေအသိဉာဏ်မရှိလို့တကိုးတပြကြီးစီးပွားမလုပ်တတ်ဘူးလေစီးပွားမလုပ်တတ်ဘူးဘယ်လိုလုပ်ရင်ဘယ်လိုကြီးပွားမယ်ဆိုတာမသိဘူးအဲ့တော့ဘယ်လိုလုပ်ရင်ဘယ်လိုကြီးပွားတယ်လို့ဆိုတာအသိဉာဏ်ရဲ့ကိစ္စသာဖြစ်တယ်လောဘရဲ့ကိစ္စမဟုတ်ဘူးတချို့ကထင်တယ်အေးလောဘမရှိရင်ဆင်းရဲမှာပေါ့လို့အောင်းမေးတယ်မဟုတ်ဘူးလောဘရှိလို့ဆင်းရဲနေတာလူတွေမှာနောက်ဆုံးမှာတွေးတောစရာလေးတစ်ခုကလောဘဆိုတာ attachment ပဲလိုချင်တယ်ရပြီးရင်တွေ့တာထားတယ်အဲ့ဒီလောဘကဘာကိုမွေးထုတ်တုံးဆိုရင်သောကကိုပဲမွေးထုတ်တယ်ကောင်းတာကိုမမွေးထုတ်ဘူးသူကအမြဲတမ်းကြည့်လိုက်လေကိုပိုင်တဲ့ပစ္စည်းတစ်ခုကိုသိမ့်ပိုက်ထားသမျှကာလပတ်လုံးဒီပစ္စည်းအတွက်စိတ်ပူရတယ်ဆိုတာလားဒီပစ္စည်းကိုရောင်းချလိုက်တဲ့အခါကျအဲ့ဒီပစ္စည်းပေါ်စိတ်မပူတော့ဘူးအဲ့ကြတော့ငွေတုပ်ကြီးပေါ်စိတ်ပူပြန်ရောကိုပိုင်တဲ့ဟာပေါ်မှာပြောင်းနေတယ်ဆိုတဲ့အဓိပ္ပာယ်ဒါကြောင့်မို့မြတ်စွာဘုရားကဥပမာနဲ့ဟောထားတာရှိတယ်ဘယ်လိုဟောထားတော့ဆိုအေကမ္မဂုံအာယုန်နေဆိုတာတာထစ်နဲ့အလားတရံတူတယ်တဲ့တာထစ်ကလေးတစ်ခုဒီမှာကြီးတစ်ကောင်ကခြီသွားတယ်ဆိုတာဆိုခြီသွားလို့ရှိရင်ကျန်တဲ့ကြီးတွေကအဲ့ဒီတာထစ်နှုတ်သီးတဲ့ပါသွားတဲ့ကြီးကိုဝိုင်းစိတ်တာတာထစ်ရှိနေတယ်ဗျာသူခံရမယ်ဝိုင်းတိုက်ကြတယ်နှုတ်သီးကနေတာထစ်ကိုလွတ်ချလိုက်တာနဲ့တပြိုင်နက်နောက်ထပ်ရသွားတဲ့အကောင်ဝိုင်းနဲ့သူလွတ်သွားဆိုလိုတာကကာမဂုဏ်အာယုံဆိုတာဆုတ်ထားသမျှမီးလိုပဲပူးနေမှာပဲလွတ်လိုက်တာနဲ့တပြိုင်နက်သူကလွတ်သွားပြီလို့ဒီလိုဆိုလိုတယ်ပေါ့ဒါကြောင့်မို့နော် attachment ဆိုတာဒီတောကဆိုတာဘယ်လိုလာတာတော့ဆိုရင်နော် attachment ရှိတဲ့နေရာမှာတောကလာတာပဲမရှိရင်မလာဘူးဒုက္ခကလည်းထို့တူပဲတွေ့တာတဲ့နေရာမှာဒုက္ခဆိုတာလို့လားမတွေ့တာရင်ဒုက္ခဆိုတာမလာဘူးဆရာဝန်ဆရာမတွေကြည့်ပေါ့ကိုယ်အမျိုး
ကိုသိရင်နေတဲ့ပုဂ္ဂိုလ်ဆိုရင်ကုသတဲ့အခါမှာတချို့ဆိုရင်ဆွေရင်းမျိုးရင်းဆောင်ကိုယ်တိုင်မကုဘူးလေသူများကုခိုင်းရတယ်ဘာဖြစ်လို့တော့ဆိုရင်စိုးရိမ်စိတ်တွေရှိတာဘာဖြစ်လို့စိုးရိမ်တာတော့ဆို attachment ကြောင့် attachment မရှိတဲ့ကိုယ်နဲ့မသိတဲ့လူဆိုရင်ကုတယ်နော်ဘာလို့တော့ဆိုစိုးရိမ်စိတ်သိမရှိဘူး attachment မရှိလို့ဆိုရင်အဲ့ဒီအတိုင်းပဲသူကလောဘရဲ့ကောင်းကျိုးဆိုတာမရှိဘူးလောဘကြောင့်ချမ်းသာတာမဟုတ်ဘူးအထင်လွဲပြီးတော့လောဘကြောင့်ချမ်းသာတယ်လို့ထင်နေကြတာတကယ်ကတော့အတိညာကြောင့်ချမ်းသာတာတတိတို့တမ္ပစဉ္ညာတို့ဆိုတာအင်မတန်မှအရေးကြီးတယ်တဲ့ဘုရားမြတ်စွာအဲ့ဒါကိုဟောတာတတောဘိက္ခွေတမ္ပစာနောကာလံအာကိခေယဘဝတစ်ခုဖြတ်တန်းနေတဲ့အချိန်မှာတတိနဲ့တမ္ပစဉ္ညာဒီတစ်ခုရှေ့ထားပြီးတော့စကားပြောရမယ်အလုပ်လုပ်ရမယ်တွေးရမယ်ကြံရမယ်အကယ်၍တတိတမ္ပစဉ္ညာလက်လွတ်သွားပြီဆိုလို့ရှိရင်အမှားကိုအမှန်ထင်လာတယ်အမှန်ကိုအမှန်ထင်လာတယ်ထင်လာလို့တွေးမိပြီပြောမိပြီလုံးမိပြီဆိုရင်လွဲချော်ကုန်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားဇာနောကလအကိခေယတတောတတိရှိရှိတမ္ပဇာနောဆင်ញင်တုံတရားရှိရှိနဲ့အချိန်တစ်ခုစောင့်ပါလို့ဟောကြားတော်မူတာဖြစ်ပါတယ်အေးဒါကြောင့်မို့ဘုရားမြတ်စွာရဲ့အဆုံးအမကိုခံယူကြတဲ့ဘုရားဘာသာဝင်သူတော်စင်တို့ဖြစ်သည့်အားလျော်စွာတတိတမ္ပစဉ္ညာလက်ကင်ထားပြီးတော့မိမိတို့ဘဝမှာလောက်ကင်ဆောင်ရွက်နိုင်ကြပါစေကုန်သတည်း